ကြက်သွန်နီလေးကိုပပတေးတေးလီးထားမယ်ခရမ်းချင်လေးကိုလည်းပပလေးလီးမယ်ဝက်သား600 g ကိုစားလက်ဖက်ရည်စွန်းတစ်စွန်းချစ်ကင်ပေါင်တာလက်ဖက်ရည်စွန်းတစ်စွန်းနဲ့နယ်ပြီးတော့မှ15 မိနစ်ခန့်နှက်ထားပါမယ်အင်းဦးလေးတွေကို2 ရေလောက်ဆေးပြီးတော့မှ2 ပိုင်းပြက်3 ပိုင်းပြက်အစင်ပြေတယ်လို့လီးထားပါမယ်ငရုတ်ဒီဇိုင်းလေးကိုကတော့မိမိစားနိုင်တဲ့လောက်ထည့်ပေးပါမယ်စီပူဝေးဆိုရင်ကြက်သွန်နီလေးထည့်ပြီးတော့မှလိုတလိုမှွေကြော်ပေးမယ်ကြက်သွန်တွေအားလုံး6တွေ့ပြီးတော့မှအယောင်ပြောင်းပြီဆိုရင်ခရမ်းချင်လေးထည့်အဖုံးလေးဖုံးပြီးတော့မှတည်ထားမယ်ခရမ်းချင်လေးတွေပြောဥပြီးတော့မှအရည်တွေ6လာပြီဆိုရင်အယောင်တင်မုတ်လေးထည့်ပြီးတော့မှမှွေကြော်မယ်ဝက်သားလေးထည့်ပြီးတော့မှလုံးဝကြော်ပေးပါမယ်ရှင်ဝက်သားထည့်ပြီးတဲ့နောက်10 မိနစ်ခန့်ကြော်ပြီးပြီဆိုရင်ငါးငံပြာရည်ထည့်ရေနွေးထည့်အိုးဖုံးလေးဖုံးပြီးတော့မှတည်ထားပါမယ်မိနစ်40ခန့်တည်ပြီးတော့မှအသားလေးတွေနူးပြီဆိုရင်အင်းဦးနဲ့ငရုတ်ဒီဇိုင်းလေးတွေထည့်မယ်ရင်းနှီးတစ်ခက်ထပ်ထည့်ပြီးတော့မှအဖုံးလေးဖုံးတည်ထားပါမယ်ရှင်15 မိနစ်20 ခန့်တည်ပြီးတော့မှဒီလိုလေးစီပြန်လာပြီဆိုရင်တော့ဝက်တာအင်ဦးရင်းလေးသုံးဆောင်ဖို့အတွက်အသင့်ဖြစ်ပါပြီ